ဘာဖရက်ဝါဒကျနေတာ ဖရက်ဝါဒကျနေတာပင်လယ်ညနေရေချိုပြအောင်လုပ်တာပေါ့အောက်ကန်ကြီးရတာပေါ့ကျွန်တော်ဒီသေးဝါသားရတာပေါ့ဟုတ်ကောင်းတယ်တစ်ချက်ကြည့်ရဒီဆက်ဆက်ပေါ့ဒီကောင်ကကျွန်တော်တို့ဒီ evaporator စီဝါတာကိုရစီဝါဒအရင်နဲ့ဟောစီဝါတာကိုဝေးပြန်အောင်လုပ်တာပေါ့ flash ပြန်အောင်လုပ်တာပေါ့ဒါက condenser အဲ့ရတဲ့ဒီငွေကိုအေးပြန်တယ်တော့ဒီပြန်ဆက်ဟုတ်ဒါကျွန်တော်တို့စားတယ်စားပါဒါဗက်ကျူးမီတာဟုတ်ကဲ့အတော်လည်းဗက်ကျူးရအောင်ဆွဲထားရတယ်ဗက်ကျူးနဲ့ဒီစေးပါရတဲ့ရေကိုကျွန်တော်တို့ဟို pressure တက်ပြီးတော့ကြတော့ပြန်ထည့်မယ်ဒီကစားပန်းအောင်ပါစီလာခဲ့မယ်ကျွန်တော်အဲ့ဘက်လာခဲ့မယ်ဒါလေးမြင်လာတော့ကြတော့ကောင်းတယ်ဗျာဒါကျွန်တော်ဟိုပါဒီကအဲ့ pressure တာလေးpressure တင်တာလေးကိုလည်း chemical ဟုတ်ဒိုစိတ်ကန် chemical ဒိုးသိပေးဖို့ဒါဒီကစားပန်း ဒီကြတာပန်းဟုတ်ဒီကောင်နဲ့ဒီကစားကိုဗက်ကျူးရအောင်ဆွဲတာစီဝါတာကိုဒီထဲထိုးထည့်ပြီးတော့ဟုတ်ကဲ့ drawing နဲ့ဒီဟာလေးနဲ့စာနဲ့ဖတ်လိုက်ရင်စင်ပြေတာပေါ့လက်စီလည်းမြင်တော့အဲ့ဒါကြောင့်ဒီကလိုက်ရိုက်ပြီးတာဒါတော့ကျွန်တော်တို့ခုန boiler တော့အပ်ဖို့ပါတယ်ဟုတ်ကဲ့ boiler ကိုပြီးထိုးလို့ရအောင်ပေါ့အပ်ဖို့ပြီးဟုတ်ဟုတ်ဒီကောင်ကကျွန်တော်တို့မင်းငယ်ရို့လေရထားတဲ့အချိန်မှာဒီတရားအများနဲ့ပေးထားရတယ်80 80လောက်ရအောင်တစ်ခါလေးတော့85အဲ့ဒါတော့မျိုးမျိုးစက်ချုပ်တွေပေါ်မူတည်တာပေါ့ဟုတ်အဲ့တော့ရက်ကဲဝါတာဒီထဲနဲ့ကျွန်တော်တို့စတင်နဲ့ပြန်ပေးထားတာပူရအောင်လို့ပြီးတော့အဲ့တော့ရက်ကဲဝါတာ preheater လို့ခေါ်တာပေါ့ဒီကဝါတာကူလင်းဘက်နော်ဝါကူလင်းတာ preheat လောက်တာပေါ့ရက်ကဲဝါတာကိုအများနဲ့ပူနေအောင်အဲ့တော့မင်းညာလည်းမင်းကြီးရက်ထားလို့ဒီပြန်ပြီးတော့တွင်းညောင်တော့ပါအားရကျွန်တော်ဟာစက်တလင်းတန်းကနေကျူရီပိုင်အောင်သွားဖို့အတွက်ဓာတ်မှာပရင်တာ3ခန့်ထားပေးတယ်။ဝိုင်လာတော့ပုံမှန်ထိုးလို့ရတာကျွန်တော်အဲ့ဒါဓာတ်10ရဲပေါ့ဟုတ်လို့စက်တလင်းနဲ့ကနေ purify အောင်သွားဖို့အတွက်ဓာတ်မှာပရင်တာလေးဟုတ်ကဲ့။ဒါအခုပါလေလေပေါ်ပွင့်လိုက်ရတယ်အောက်ကနေကျွန်တော် manual လာပွင့်လိုက်ရတယ်ဒီကောင်ကတော့ဒါတော့ပါဒီကောင်လည်းအဖို့ပါလိုင်းနေ